လို့ဒီနေ့ကျမှကျွန်မကအလောက်ထိငုံညံ့နေရတယ် မင်းကလည်းမေးတယ်ကွာကိုယ်စိတ်တွေမင်းတို့မှာဘာလို့ဒီလောက်တောင်ငြင်းနေနေလဲဆိုတာကိုယ်ကိုယ်လည်းမသိတော့